နေဝင်းမြလို့ဆက်နှစ်သားပစိုးမရှိဘူးပစိုးမရှိဘူးဆိုတော့ဘောင်းမရှိတယ်မထင်နဲ့ဘောင်းမလည်းမရှိဘူးဟာဒါဖြင့်ဘယ်လိုနေတော့ဟာကျွန်တော်တို့ဆက်နှစ်သား17နှစ်သားကျွန်တော်တို့ရွာမှာယူနီဖောင်းကတစ်မျိုးတည်းပဲဘာယူနီဖောင်းတော့အကုန်ငေါက်တောက်ကြည့်ပဲဘယ်သူမှရှက်เสียမရှိဘူးငေါက်တောက်ပဲငေါက်တောက်ရှက်သလားရှက်ရင်ပစိုးရှာလေမရှိဘူးအဖေတော်တစ်ထဲရှိတာအဲ့တစ်ထဲက3ပေါက်လောက်ပေါက်နေလှဲ့လို့မရဘူးနောက်ဆုံးတော့ကာမစကားဒီတိုင်းနေရတာပစိုးနာမယ်ကကာမစကားပစိုးလှဲ့လို့မရတော့အင်းကြီးနေဝင်းမြလို့10နှစ်သားတရွာလုံးကကလေးတွေစုလိုက်ဘောလုံးကွင်းထဲမှာစစ်လိုက်40ရာခိုင်နှုန်းအင်ဂျီမရှိဘူး။ကျောင်းကဘယ်လိုတက်တော့ဒီတိုင်းတက်တာပဲ။ကျောင်းကြီးလည်းတစ်ထဲရှိတာ။အင်ဂျီမပါပဲတက်တဲ့ကလေးတွေရှိတယ်။လွတ်လပ်ရေးနေ့ဆိုကျွန်တော်ငယ်တော့ပင်အခလေးတစ်ချောင်းနဲ့စက်ကူအလံလေးတစ်လံပေးလို့ရှိတယ်။ဒီကောင်လေးဘယ်ချိတ်အောင်မှမသိဘူး။အင်ဂျီမရှိတော့နိုင်ငံတော်အလံနဲ့ပင်အခလေးအသားဖောက်ချိတ်ရတာ။အဲ့ဒါလောက်ချမ်းသာတဲ့ရွာမှာနေတာကျွန်တော်တယောက်တည်းမဟုတ်ဘူးတော့အခုစိုက်ဆံမှာဂျူးလေအဲ့ဒီရွာပဲအပေါ်ညှိလိုက်အောင်ကျွန်တော်မောင်နှမအဲ့လိုကြီးရတာပဲနော်ဒါတော့ပစိုးလည်းမရှိဘူးအင်ဂျီလည်းမရှိဘူးကျွန်တော်တို့ကအင်ဂျီရှိတယ်အင်ဂျီရှိတာတအုပ်စုအဲ့ဒီအုပ်စုကအင်ဂျီလာရှိတယ်ကျဲသိမ်းမရှိဘူးရင်ဘဟာပဲကျဲသိမ်းနှလုံးပါတဲ့ကောင်တထေးသားပဲရွာမှာငယ်တော့တရေတစ်စီဒန်ဒါကြီးကအများကြီးအခုအဲ့တရေတစ်စီတွေဘယ်ရောက်ကုန်မှတော့မသိဘူးကျွန်တော်ငယ်တော့အဲ့တရေကြောက်နေရတာဈေးဆိုင်မရောက်ခင်လမ်းမှာဓမ္မပင်3ပင်ရှိတယ်တရေသိတ်6တာလေဘယ်သူကတွေ့ထားလဲမသိဘူးအဲ့ဒါတရွာလုံးပြန့်တယ်မှောင်ရင်မသွားရဲဘူးအမေကမကြောက်နဲ့သားအမေမှဆေးရှိတယ်သွားဝယ်ဆေးကတပြားမှမပေးရအောင်ကျွန်တော်လည်းတတ်သိရှိတယ်အမေဆေးဘာဆေးလဲဖနှောင်းကချီမုံနှစ်ဖူးသုတ်ပေးလိုက်တယ်အမေကနှစ်ဖူးဖနှောင်းကချီမုံလေးနှစ်ဖူးဒီလိုလေးသုတ်ပေးလိုက်ရင်သွားတာပဲမကြောက်တော့ဘူးအခုမှတွေးကြောက်တယ်ဒီအမေဖနှောင်းကချီမုံနဲ့တရင်နဲ့ဘလို့ညှိနှိုင်းထားသလဲမသိဘူးငယ်တော့မှမကြောက်ဘူးသိကောင်းတာပဲအမေဆေးရအခုတော့ကြောက်တယ်ဘယ်လိုများဒီတရေနဲ့ဒီဖုံမှုနဲ့ပတ်သက်တယ်လဲစဉ်းစားလို့မရကျွန်တော်အခုဒီမှာသိလွယ်တယ်ဒီထက်ကကျွန်တော်ညီကောင်မောင်နှမတွေလက်ဖိတ်တစ်ဖက်တောက်ရဖို့သိလွယ်တယ်သိလွယ်တယ်ဆိုမှမလွယ်တော့မလွယ်ဘူးဗျခါတိုင်းကျွန်တော်လာဟောရင်ကော်ဖီလေးတစ်ခွက်တော့တိုက်တယ်အခုမတိုက်ဘူးမလွယ်ဘူးနဲ့တူတယ်သူတို့မပြုံမေ့သွားနဲ့တူပါထားပါတော့ပြီးရင်တော့တောက်ရမှာပါဆရာဦးတန်းဝဲရတော့သူသဘောကောင်းပါတယ်ကျွန်တော်ငယ်တော့လက်ဖိတ်တစ်ခွက်တောက်ဖို့မလွယ်ဘူးအမေကလူကိုကြည့်နေတာကျွန်တော်တို့ကလည်းဖះဆုတောင်းရတာနော်ဖះတပည့်တော်ကြောင်ကရမ်းဖြစ်အောင်နေမကောင်းဖြစ်ပါရစေဖះမှာဆုတောင်းရတာနေမကောင်းမှလက်ဖိတ်ဝယ်တိုက်တာဒီတိုင်းသွားထိုင်လို့မရှိဘူးပတ်စံတမမရှိဘူးသွားထိုင်လို့လည်းမရဘူးခလေးတွေလက်ဖိတ်ဆိုင်သွားထိုင်ရိုက်ခံအမေကကြည့်နေတာဖះပြီဆိုသိဝန်းတာလားကျွန်တော်ငယ်တော့နံပါတ်1ကျောင်းမတက်ရတော့ဘူးနံပါတ်2ဖះပြီအိမ်မှာစိမ်ပဲအမေကလက်ဖူးဆန်းနဲ့တောင်းပူတယ်မတိုက်သေးဘူးကရုံကြီးဖြစ်လည်းမတိုက်သေးဘူးကြောင်ကရမ်းဖြစ်မှတိုက်တယ်ကရုံကြီးနဲ့မရဘူးကရောင်ကရမ်းမဟုတ်ကတွေရှောက်ပြောရတော့တာပဲအမေကတကယ်ချင်းပြီးတော့မှလက်ဖိတ်လေးဂျိုင်လေးနဲ့သွားဝယ်တယ်ဂျိုင်လေးနဲ့သွားဝယ်ပြီးတော့ဒီလိုဖက်ကလေးတွေအမေကထက်အဲ့ဒါတော့အကဲခတ်နေသေးတာခတ်ပြီးတော့အမေကတမ်းမတိုက်သေးဘူးလက်ဖိတ်ကိုကြည့်သူကသူဦးရလာတော့မှန်းစမ်းဆိုရှစ်လို့ဆိုသူကတဝက်တော့အဲ့ဒီအမေရှစ်လို့ဆိုတာလက်ကြောက်တာကျွန်တော်တို့အမေမှန်းစမ်းကတဝက်ကုန်လာပဲတစ်ခွက်လုံးမတော့ပါဘူးအဲ့ဒါကမျက်လုံးပြူးကြီးနဲ့ကုန်ပါပြီကျန်လာလေးကိုဘယ်လိုတော့ရတယ်မှတ်တော့မနေ့တကြိုက်နေ့လေတကြိုက်ညနေတကြိုက်တခါတည်းမော့မထားတော့နဲ့နေမကောင်းတာထဲမစင်စားဘူးကောင်းဆိုရိုက်ချမင်းကမင်းကိုမင်းစာဖို့တာမြည်များအောင်မေးတယ်ဒါလို့အဲ့လိုနော်တစ်ဖိတ်တစ်ခွက်မတော့ပါဘူးဆင်းရဲတယ်လေမနစ်လို့ခေါ်လဲကျွန်တော်တို့ lemonade ပေါ့ cream soda လို့ခေါ်တယ်ပလင်းအစိမ်းသိကြိုက်တာကျွန်တော်တို့တစ်ခါမှမတော့ပါဘူးအမေကအဲ့ဒါလူမတော့ပါဘူးနတ်ဆက်ရတာအိမ်မှာတပလင်းအမြဲရှိတယ်
နတ်ဆက်ထားတော့အဖုံးလေးဖွင့်ထားဒီဟာလူအတွက်ထုတ်လုပ်တာလားနတ်အတွက်ထုတ်လုပ်တာလားကျွန်တော်တို့အဲ့တော့မသိဘူးဩဒါနတ်အတွက်ပဲဒါနတ်အတွက် specialties ပေါ့နော်ဒါမှမရဘူးခလေးဆိုတောက်ချင်နန်းကြည့်တော့မှုေးတယ်နန်းလေးမော့ကြည့်တော့ကောင်းလိုက်တာရေချဖြည့်ထားအမေက6တယ်ဒီဟာမယုံမသိပေါ်တိပေါ်ဆမလုပ်နဲ့တော့သားမလုပ်ပါဘူးမေနမ်းနေခွက်လေးတဲ့ထက်အမေမရှိဘူးဆိုတော့ရေချဖြည့်ကုံတော့ရေးကြီးပဲကြံတယ်အမေကကုံပြီဆင်တဲ့အခါကျတော့မှကြည့်ခွက်ထဲလောင်းထက်တော့ရေတွေဩနက်ကလေတို့ရင်စောင့်ရှောက်နေတဲ့သားတဲ့အငွေ့တွေမကဘူးသားကြီးအကြီးပါတောက်တဲ့တော့တဲ့အမေကတကယ်နက်ကတောက်တယ်ထင်တာအဲ့ဒါလိုအမေနဲ့အဲ့လိုသားကျွန်တော်တို့နေခဲ့ရတာပါစေကမ်းမှာစေးထိုးတယ် no nothing အခုတော့နန္ဒုံနီးပညာနဲ့အခလေးကမြင်လေးမနေ့တနေ့ကျွန်တော်စေးသွားထိုးတယ်ဆရာဝန်ကစေးထိုးလိုက်မှန်းတော့မသိဘူးကျွန်တော်ငယ်တော့အဲ့လိုမဟုတ်ဘူးရွာ6ရွာစေးထိုးအကတစ်ချောင်းပဲရှိရေလိုးနဲ့ထက်ပြုတ်ထားတာဒီလက်ကြမ်းမရေမှုတဲ့ကျွန်တော်တို့ရွာကနေမြို့ပြောင်းသွားတဲ့အထိမျက်နှာမမြင်လိုက်ရအောင်ကြမ်းမရေမှုဖြူသလားမဲလားမသိဘူးဘယ်သူကထိုးပြီးလဲဆရာမထိုးပြီးဆရာမလည်းထမင်းအစိမ့်လားအနီလားအပြာလားကျွန်တော်မသိဘူးအဲရကန်းကကြတယ်ထမင်းကြီးဝတ်ထားတော့သူ့ယာတို့ကျွန်တော်မသိအောင်အဲရေလိုးကြီးပြုတ်ထားတာပဲပြုတ်ညက်ချင်းနဲ့ညက်ဒီဘက်မှာဂရင်းပေါ်မှာကိုကဇောင်းလေးနေရတယ်ညက်ကြီးနဲ့ဆွဲထုတ်လိုက်တာကျွန်တော်ရေပြုတ်လောက်ရှိတယ်အဲ့ဒါမြင်လိုက်တာနဲ့ယောဂက40သားလောက်ရော့သွားချွေးတွေပြန်လာပြီနောက်အကိုဆွဲအဲ့နဲ့ထိတ်ကလေးကိုလက်အကအခုလိုအမျက်စိထဲမမြင်နဲ့တော့ဒီလိုချောင်းကြည့်ရင်မှန်ပြောင်းလို့ပဲတော့ရောက်မြင်ရတယ်အကြီးကြီးပဲဒီလိုကြည့်လို့ရတယ်ဟိုဘက်ဒီဘက်အကုန်မြင်ရတယ်အထက်ကနေအဲ့ဒီအဲ့နဲ့ပနစလင်မရှိတယ်အဲ့ဒါလေးကိုလွှတ်လေးသေးသေးနဲ့ကြည်နဲ့အဲ့ဒီအတန်ကြမ်းယောဂအစိတ်သားကြံတော့အဲ့ဒါကိုဆွဲပြုတ်လဲလို့ပြီးကောင်းလေးဟိုဘက်လှက်စမ်းကိုနဲ့ပုတ်နေတင်ပါအကြာကြီးကိုကအောင့်ထားတယ်ဘာဖြစ်လို့လဲဒီအကတော်တော်ကံကောင်းမှတစ်ချက်သေးဝင်အနည်းဆုံး3ခါလောက်ဖုံထွက်တာသူကအကြီးကြီးကိုအဲ့ဒါကအောင့်ထားပြီးဘလောက်အောင့်နိုင်မှာတော့စဉ်းစားကြည့်10မိနစ်ပေါ့စိတ်လက်လျှော့လိုက်ရောပေါက်ဆိုထိုးချဒါပေမဲ့မဝင်ဘူးပြန်ခုန်ထွက်ဆရာမပုတ်ပြန်ရောစေးထိုးတာမကြောက်ပုတ်တာကြာနောက်မှပေါက်ဆိုဝင်သွားပြီးထိုးလိုက်တဲ့ကခြေထောက်တစ်ချောင်းလုံးအောင့်သွားတာအိမ်ကြတော့မှအမေကမှန်းစမ်းကြည့်လိုက်တော့တင်ပါမှာအကအိမ်ပါနာဆရာမနှုတ်ဖို့မေးအဲ့ဒီအကိုအမေကချက်ချင်းပြေးပေးရတယ်နော်မပေးလို့မရဘူးနောက်အဲ့ဒီအကိုစောင့်တာအများကြီးလူတွေကဒီတစ်ချောင်းပျောက်သွားရင်တွေးရဆရာမရှိဘူးဘာလို့ဖြစ်သွားမလဲမသိဘူးပြေးဖို့ရတာအဲ့ဒီအပေးပွဲရလည်းလောက်ရတယ်မော်တော်ကားတာယာတန်ဆူးလာတာကြည့်တော့ကျွန်တော်ငယ်တော့ဆေးချိုးရတယ်တော်တော်နဲ့မပြောက်ဘူးယောဂါကပြောက်ပြီအဲ့ဖေကအနာမပြောက်သိကောင်းတာပဲကျွန်တော်ငယ်တော့စေကန်းသွားတဲ့ဘာဆေးမှမရှိဘူးခုဆေးရုံတွေဆေးမရှိဘူးဆိုတာတနာတာပေါ့ဘုံတော့လည်းမရှိဘူးစကားပဲရှိတယ်စကားဆိုအမှုတ်ဒီနဲ့ဖြော်ထားဒီကျအေးနဲ့ကိုဝန်ဆောင်မိခင်လာတဲ့စကားတိုက်လှော်လိုက်တာလေသမားဒဇင်ပြတ်လာလို့စကားတိုက်လှော်လိုက်တာမွေကြိုက်လာလို့စကားပဲအဲ့စကားနဲ့မွေစိတ်နဲ့ဘယ်လိုဓာတ်ပြူသလဲမသိဘူးပျောက်တော့ပျောက်အင်မတန်ကျွန်တော်တို့စစ်စစ်ရဲရဲနေရတယ်